ဒီကနေ့ခေတ်မှာဤပညာကနေ့စဉ်နဲ့အမျှပြောင်းလဲနေတယ်ဆိုတာအားလုံးသိပါတယ်။ဒါပေမဲ့အခု2026ခုနှစ်ဟာသိပ္ပံစကားတွေကလိုဤပညာတွေလက်တွေ့ကဘာမှာစတင်ပြန့်နှံ့တော့မယ့်အချိန်ခါဆိုတာခင်ဗျားတို့သိပါသလား။ဒီနေ့ဗီဒီယိုမှာတော့ကမ္ဘာထိပ်တန်းသုတေသနအဖွဲ့ကြီးတွေဖြစ်တဲ့ IE3 လုံး MIT ဤပညာသုံးသပ်ရေးအဖွဲ့နဲ့ Deloitte တို့ကထုတ်ပြန်လိုက်တဲ့2026ခုနှစ်ရဲ့ဤပညာလမ်းကြောင်းအသစ်များကိုကောက်နှုတ်ပြီးလူငယ်တိုင်းသိထားတဲ့အံ့အားသင့်စရာအကြောင်းအရာတွေကိုမျှဝေပေးသွားမှာပါ။ဆက်ရုပ်တွေကလူလိုတွေးခေါ်နိုင်တဲ့ခေတ်ဂျူးတို့ကဖုန်းတွေကိုဓာတ်ရိုက်ဆက်သွယ်ပေးတဲ့ခေတ်မျိုးရိုးဗီဇကိုပြန်လည်ပြုပြင်နိုင်တဲ့ခေတ်ကြီးကိုရောက်လာတော့မှာပါဒီတော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ဖို့မမေ့နဲ့နော်အနာဂတ်မှာခင်ဗျားတို့ရဲ့အလုပ်အကိုင်နဲ့ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲပြမဲ့အရာတွေကိုအတူတူလေ့လာကြည့်ရအောင်နံပါတ်1ရုပ်ပိုင်းဆိုင်ရာ AI ဆက်ရုပ်တွေလူဖြစ်လာပြီပထမဆုံးအကြောင်းအရာကတော့ရုပ်ပိုင်းဆိုင်ရာ AI ပါခုထိ AI လို့ပြောရင် ChatGPT လိုမျိုးစာသားနဲ့ပုံတွေဖန်တီးတဲ့ software ဘိုင်းကိုပဲအဓိကထားခဲ့ကြတယ်ဒါပေမဲ့ခု2026ဟာ AI က software တွေကနေရုပ်ဝတ္ထုကဘာတွေကိုခြေချမဲ့နှစ်လို့ပညာရှင်တွေကခန့်မှန်းကြပါတယ်။ဒါကိုပဲနောက်ထပ်အသုံးအနှုန်းတစ်ခုနဲ့ပြောရရင်ခန္ဓာကိုယ်ပါတဲ့ဉာဏ်ကြီးလို့လည်းခေါ်ပါတယ်။ဆိုလိုတာကစက်ရုပ်တွေဟာအခုလိုမျိုးအစီအစဉ်ချထားတဲ့လှုပ်ဆောင်ချက်တွေပဲလုပ်နိုင်တာမျိုးမဟုတ်တော့ပဲပတ်ဝန်းကျင်ကိုခန်းစားသိရှိကဆုံးဖြတ်ချက်ချပြီးလှုပ်ရှားနိုင်တော့မှာပါ။ဥပမာလေးပြောရရင်လူကြီးအဖွားအိုတယောက်လှုပ်ရှားမှုနှေးသွားတာကိုစက်ရုပ်ကချက်ချင်းသိတယ်ပြီးတော့သွားကူညီတယ်ဒါမျိုးကအခုနှစ်မှာစတင်မြင်တွေ့ရတော့မှာပါလူပုံစံဆက်ရုပ်တွေရဲ့ရွေးရှားနိုင်စွမ်းဟာလည်းအံ့အားသင့်စရာကောင်းလောက်အောင်တိုးတက်လာပါတယ်ဒီနှစ်ຫນွေဥပတော်မှာလူပုံစံဆက်ရုပ်တွေကပြတာကိုတယုံယုံကြည့်ခဲ့ရပြီးပါပြီအခုဆိုရင်ဒီဆက်ရုပ်တွေဟာဆက်ရုံတွေမှာကုန်ကျင်းတွေကိုကင်တွေ့တာအိမ်တွေမှာတန်ရှင်းရေးလုပ်တာမုံဆိုင်တွေမှာဇပွဲထိုးတာတွေတောင်လုပ်လာနိုင်ပါပြီဒါလောက်ဆိုခင်ဗျားတို့မေးမှာပဲဒီဆက်ရုပ်တွေရဲ့ဈေးဘယ်လောက်ကြီးမလဲဆိုတာသတင်းကောင်းကတော့2026ဟာဒီဆက်ရုပ်တွေအမြောက်အများစတင်ထုတ်လုပ်တဲ့ခေတ်လို့ဆိုလို့ရပါတယ်လာမယ့်3နှစ်အတွင်းလုပ်ငန်းခွင်တွေမှာလူပုံစံဆက်ရုပ်ပေါင်း2တန်းကျော်ရှိလာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ထုတ်လုပ်မှုများလာတာနဲ့အမျှဈေးနှုန်းလည်းကျဆင်းလာမှာပါ။ဒီနှစ်အတွင်းဆက်ရုပ်တရုပ်ရဲ့ကုန်ကျစရိတ်က35%ကနေ45%အထိကျဆင်းလာမယ်လို့ခန့်မှန်းထားပါတယ်။ဒါဆိုရင်လာမယ့်9နှစ်အတွင်းစီးပွားရေးလုပ်ငန်းတွေသာမကအိမ်သုံးဆက်ရုပ်တွေပါလူတိုင်းလက်လန်းမိလာနိုင်ပြီ။နောက်ထပ်စိတ်ဝင်စားစရာကောင်းတာတစ်ခုကစွမ်းအင်ပြဿနာကိုလည်းဖြေရှင်းလာနိုင်ပြီဆိုတာပါ။အရင်ကဆက်ရုပ်တွေကဘက်ထရီအားသုံးရတာကြာကြာမခံဘူးဆိုတဲ့ပြဿနာရှိခဲ့တယ်။အခုနှစ်မှာခေတ်မီ solid state battery တွေနဲ့စွမ်းအင်ပြန်လည်သုံးစွဲတဲ့စနစ်တွေကြောင့်လူပုံစံဆက်ရုပ်တွေဟာတရက်ကို16နာရီအထိလှုပ်လှုပ်နိုင်တော့မှာပါ။ဒါပေမဲ့ဒီနည်းပညာရဲ့အကြီးမားဆုံးစိန်ခေါ်မှုကနည်းပညာမဟုတ်ပဲလူသားတွေရဲ့ယုံကြည်မှုပါပဲ။အိမ်ထဲမှာဆက်ရုပ်ကကျွန်တော်တို့ရဲ့ကိုယ်ရေးကိုယ်တာလှုပ်ရှားမှုတွေကိုစောင့်ကြည့်နေမှာကိုလူတွေကစိုးရိမ်နေကြတယ်။ဒါကြောင့်ယနေ့ခေတ်ဆက်ရုပ်တွေမှာအရေးကြီး data တွေကို cloud ပေါ်မတင်ပဲဆက်ရုပ်ကိုတွင်းမှာပဲလှုပ်ဆောင်တဲ့အနာသက်ဉာဏ်ရည်စနစ်တွေစတင်သုံးစွဲလာပါပြီ။နံပါတ်2 AI agent များခင်ဗျားရဲ့ digital လုပ်ဖို့ခိုင်းဘက်ဒုတိယအကြောင်းအရာကိုဆက်သွားရအောင်ခုနကပြောခဲ့တဲ့ physical AI ကရောက်ခန္ဓာပါတဲ့ဉာဏ်ရည်ဆိုရင်ဒီတစ်ခုကတော့ကျွန်တော်တို့ရဲ့ကွန်ပျူတာနဲ့ဖုန်းထဲမှာရှိတဲ့ AI agent များအကြောင်းပါဒါကဘာလဲဆိုတာရှင်းရှင်းလင်းလင်းပြောရရင်အခုသုံးနေတဲ့ ChatGPT လိုမျိုး chatbot တွေကခင်ဗျားမေးမှဖြေတယ်ဒါပေမဲ့ AI agent ကတော့ခင်ဗျားမမေးခင်ကြိုတွေးပြီးအလုပ်လုပ်ပေးတယ်ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်တယ်ဥပမာခရီးသွားဖို့စီစဉ်တဲ့အခါမှာခမ ्या ကလာမယ့်လဘန်ကောက်ကို3ရက်သွားမယ်လို့ပဲပြောလိုက်ပါကျန်တဲ့အလုပ်တွေဖြစ်တဲ့လေယာဉ်လက်မှတ်ရှာတာဟိုတယ်နှိုင်းရှင်တာခရီးစဉ်တွေစီစဉ်တာအလုပ်ရှိတဲ့ရက်တွေကိုကလန်ဒါနဲ့ညှိပေးတာစသဖြင့် AI agent ကအလိုလျောက်လုပ်ပေးသွားမှာပါ Deloitte ရဲ့လေ့လာချက်အရဒီ AI agent တွေဟာစီးပွားရေးလုပ်ငန်းတွေကိုအကြီးအကျယ်ပြောင်းလဲပြမယ်လို့ဆိုပါတယ်ကုမ္ပဏီအများစုကဒီနည်းပညာကိုစတင်အသုံးချနေပြီးလုပ်ငန်းစဉ်တွေကိုပြန်လည်ဒီဇိုင်းဆွဲနေကြပါပြီ။ဒါပေမဲ့သတိထားရမှာကဒီ AI agent တွေကကောင်းကျိုးတစ်ခုတည်းပေးတာမဟုတ်ဘူး။လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုအသစ်တွေလည်းဖန်တီးလာနိုင်တယ်။ကုမ္ပဏီတွေအနေနဲ့ဝန်ထမ်းတွေကခွင့်ပြုချက်မဲ့ AI တွေကိုသုံးမိတဲ့ Shadow AI ပြဿနာနဲ့ AI ကိုယ်တိုင်ကိုတိုက်ခိုက်တဲ့ Cyber ချင်းချောက်မှုအသစ်တွေကိုရင်ဆိုင်ရနိုင်ပါတယ်။စိတ်ဝင်စားစရာကောင်းတာက Byte coding ဆိုတဲ့နည်းပညာအသစ်တစ်ခုပါ။ဆိုလိုတာကခင်ဗျားက programmer မဟုတ်ဘူး။ကုတ်တွေရေးတတ်တယ်မဟုတ်ဘူး။ဒါပေမဲ့ခင်ဗျားစိတ်ကူးထားတဲ့ game လေးဒါမှမဟုတ် website လေးကိုလုပ်ချင်တယ်အဲ့ဒါဆိုရင်ခင်ဗျားကအင်္ဂလိပ်လိုဒါမှမဟုတ်မြန်မာလိုပဲပြောပြလိုက်ရုံပါပဲငါတပ်ပုံတွေကိုအလိုလျောက်စီပေးမဲ့ application လေးတစ်ခုလုပ်ပေးဆိုပြီးပြောလိုက်ရင် AI agent ကကုတ်တွေရေးပြီး application ကိုချက်ချင်းဖန်တီးပေးနိုင်တဲ့ခေတ်ကိုရောက်လာပါပြီနံပါတ်3ကျန်းမာရေးနဲ့လူခန္ဓာကိုယ်ကိုပြုပြင်ခြင်းနောက်ထပ်အံ့အားသင့်စရာအကြောင်းအရာတစ်ခုကတော့ကျန်းမာရေးနဲ့လူခန္ဓာကိုယ်ကိုနည်းပညာနဲ့ပြုပြင်ခြင်းပါပဲပထမဆုံးမျိုးရိုးဗီဇကူထုံအကြောင်းပါခင်ဗျားတို့သိထားတဲ့ CRISPR နည်းပညာထက်ပိုတိကျတဲ့ base editor နည်းပညာနဲ့ကုသမှုခံယူခဲ့တဲ့ကလေးငယ်တစ်ယောက်အကြောင်းသတင်းထွက်ပေါ်ခဲ့ပါတယ်။2025ခုနှစ်မှာအသက်9လအရွယ်ကလေးငယ်တဦးဟာကိုယ်ပိုင်မျိုးရိုးဗီဇကုသမှုကိုခံယူခဲ့ရပြီးအောင်မြင်ခဲ့ပါတယ်။ဒါဟာတစ်ချိန်ကသိပ္ပံဝတ္ထုတွေကလိုစိတ်ကူးယဉ်ခဲ့ရတဲ့မျိုးရိုးလိုက်ယောဂါတွေကိုကုသနိုင်တဲ့ခေတ်ကြီးစတင်ပြီဆိုတဲ့အထောက်အထားပါပဲ။နောက်တစ်ခုကဇီဝ AI ပေါင်းစပ်ကူထုံးမှာ
ဆိုလိုတာကခမရဲ့နှလုံးခုန်လုံးသွေးပေါင်ချင်းအုံနောက်လိုင်းတွေကိုအဆက်မပြတ်စောင့်ကြည့်ပြီးလိုအပ်ရင်စေဝါတွေကိုအလိုလျောက်ချင်းကြီးပေးမဲ့စနစ်ပါစီချိုရှိတဲ့သူတွေအတွက်သွေးတွင်းတကြားတက်ကိုအချိန်နဲ့အမျှစောင့်ကြည့်ပြီးအင်ဆူလင်ကိုအလိုလျောက်ထိုးပေးမဲ့စနစ်မျိုးကိုမြင်အောင်ကြည့်ပါဒါအပြင်လူငယ်တွေစိတ်ဝင်စားတဲ့လူစွမ်းအားမြင့်တင်ရေးနည်းပညာလည်းပါပါတယ်အခုနှစ် CES နည်းပညာပြပွဲမှာစက်ရုပ်အကူတွေခင်းကျင်းပြသခဲ့ပါတယ်ဒါတွေကခြေထောက်မှာဝတ်ဆင်လိုက်ရင်လမ်းလျှောက်တဲ့အခါခွန်အားတိုးစေတယ်ပြေးတဲ့အခါခြေလမ်းကိုပုံမြန်စေတယ်တက်ကြီးရွယ်ဦးတွေဒါမှမဟုတ်ခြေထောက်မတန်ဆွမ်းသူတွေအတွက်လမ်းပြန်လျှောက်နိုင်ဖို့အထူးအထောက်အကူပြုပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ကိရိယာကတော့စမတ်တွိုင်းလက်ပါ$99လောက်နဲ့ဝယ်လို့ရတဲ့ဒီအိမ်သားကခမရဲ့စီးကိုစစ်ဆေးပြီးကျန်းမာရေးအခြေအနေကိုဖုံးစီကိုတိုက်ရိုက်ပို့ပေးမှာပါနံပါတ်၄စက်သွယ်ရေးနဲ့အင်တာနက်အဆင့်မြင့်တင်မှုများလာမယ့်နှစ်အနေငယ်တွင်ကျွန်တော်တို့ရဲ့အင်တာနက်အသုံးပြုမှုပုံစံမှာပြောင်းလဲသွားတော့မှာပါပထမဆုံးဂျိုဒုမှတဆင့်တိုက်ရိုက်ဆက်သွယ်ခြင်းနည်းပညာပါခုဆိုရင်ဂျိုဒုတွေကဖုန်းတာဝါတိုင်းရဲ့အကူအညီမလိုပဲခမရဲ့တာမန်ဖုန်းကိုတိုက်ရိုက်ဆက်သွယ်နိုင်ပါပြီဒါကြောင့်တောင်ပေါ်မြေထဲသမုတ်တွေရတဲ့ဘယ်နေရာရောက်ဖုန်းလိုင်းပြတ်တောက်မှုမရှိတော့ဘူးတဘာဝဘေးအန္တရာယ်တွေကြောင့်ဆက်သွယ်ရေးပြတ်တောက်တဲ့ပြဿနာလည်းပြေလည်သွားတော့မှာပါနောက်တစ်ခုက Wi-Fi H ပါခမတို့အိမ်မှာ Wi-Fi 6သုံးနေရင်ခင်မိတဲ့ထင်နေမယ်တချို့ဆို Wi-Fi 7အကြောင်းမကြားဘူးသေးဘူးဒါပေမဲ့နည်းပညာလောကကရှေ့ကိုဆက်မပြတ်ပြေးနေပါတယ်Wi-Fi 8ကအရင်ကထက်အဆမတန်မြန်လာမှာမဟုတ်ပေမဲ့ကြန့်ကြာခြင်းကို6ဆအထိရှော့ချပေးနိုင်မှာဖြစ်ပြီးချိတ်ဆက်ထားတဲ့စက်ပစ္စည်းများစွာကြားကဆက်သွယ်ရေးကိုပုံမချုံးမွေစေမှာပါ2026နှစ်ကုန်ပိုင်းမှာ Wi-Fi 8ရောက်တာနဲ့ router ဈေးတွေဈေးကွက်ထဲစတင်ဝင်ရောက်လာမှာပါဖုန်းတွေအကြောင်းပြောရရင်ခောက်နိုင်တဲ့ဖုန်းတွေပုံမခေတ်စားလာမယ်စာအုပ်လိုခောက်လို့ရတဲ့ဖုန်းတွေနှစ်ခါခောက်လို့ရတဲ့ iPhone ဖုန်းတွေရောက်ရှိလာပါပြီနောက်ပြီး TV နည်းပညာမှာလည်းတိုးတက်မှုတွေရှိလာပါတယ်RGB LED လို့ခေါ်တဲ့နည်းပညာအသစ်ကြောင့်အယောင်အသွေးတွေဟာလက်တွေ့ကဘာနဲ့တထရာတွေကိုတောက်ပလာတော့မှာပါ။နေရာမှာကတ်ထားတဲ့စက်ကူလိုပါလွှာတဲ့ TV တွေလည်းစတင်ပြသလာပါပြီ။နံပါတ်5စွမ်းအင်နဲ့ရေရှည်တည်တံ့မှုနောက်ဆုံးအပိုင်းကတော့ကျွန်တော်တို့ကဘာကြီးကိုကဲတင်မဲ့နည်းပညာအသစ်တွေအကြောင်းပါ။ပထမဆုံးဆိုဒီယမ်အိုင်ယွန်ဘက်ထရီအကြောင်းမှာလက်ရှိသုံးနေတဲ့လစ်သီယမ်ဘက်ထရီတွေကဈေးကြီးတယ်မီးလောင်လွယ်တယ်။ဆိုဒီယမ်ဘက်ထရီတွေကတော့စားကအဓိကကုန်ကျဖြစ်တဲ့အတွက်ပိုဈေးသက်သာပြီးပိုလုံခြုံပါတယ်။ဒါကြောင့်လာမယ့်နှစ်တွေမှာဆိုလာတက်အားပေးစက်ရုံတွေကထုတ်တဲ့လျှက်စစ်ကိုတူလောင်ဖို့နဲ့တန်ဖိုးနဲ့ EV လျှက်စစ်ကားတွေမှာဒီဘက်ထရီအမျိုးအစားကိုအဓိကသုံးလာနိုင်ပါတယ်။နောက်တစ်ခုကသိငယ်တဲ့နျူကလ িয়ার ဓာတ်ပေါင်းဖို့ပါ။နျူကလ িয়ার စွမ်းအင်ဆိုတာနဲ့ကြီးမားတဲ့အဆောက်အုံတွေယူရေနီယံစွမ်းအင်တွေကိုပဲမြင်အောင်မိမယ်။အဆန်မာတွေကတော့စက်ရုံကနေအစင်တင်တက်ဆင်ပြီးသားထုတ်လို့ရတဲ့သိငယ်တဲ့ဓာတ်ပေါင်းဖို့တွေပါ။ဒါတွေကိုဝေးလံခေါင်တီးတဲ့ဒေတာတွေစက်ရုံကြီးတွေမှာတက်ဆင်ပြီးကာဗွန်ထုတ်လုပ်မှုကင်းတဲ့လျှက်စစ်ဓာတ်ထုတ်လုပ်နိုင်မှာပါ။နောက်ထပ်စိတ်ဝင်စားစရာကောင်းတာက EV လျှက်စစ်ကားတွေကိုကျိုးမဲ့အသွင်ခြင်းမှာကားကိုအသွင်ဖို့ပလက်ထိုးစရာမလိုတော့ဘူးကားပါကင်နေရာမှာရက်လိုက်ရင်မြေကြီးတွေကတန်လိုက်စက်ကွန်ကနေအားအလိုလျောက်သွင်းပေးမှာပါနောက်ဆုံးတစ်ခုက data center AAP စနစ်အကြောင်းမှာ AI တွေအလုပ်လုပ်ဖို့ data center ကြီးတွေလိုအပ်လာတာနဲ့အမျှအပူချိန်မြင့်တက်မှုကပြဿနာကြီးတစ်ခုဖြစ်လာပါတယ်အခုနှစ်မှာ microfluidic AAP စနစ်ဆိုတာပေါ်ထွက်လာပါတယ်ဒါက chip တွေရဲ့မျက်နှာပြင်ပေါ်မှာအရည်စီးစင်းပြီးအပူကိုထိထိရောက်ရောက်ဖယ်ရှားပေးတဲ့နည်းပညာပါဒါလောက်ဆိုရင်2026ခုနှစ်အတွက်ခံမှန်းထားတဲ့နည်းပညာအသစ်တွေကိုအနှစ်ချုပ်ပြီးသွားပါပြီအချင်းချုပ်ပြန်ပြောရရင်စက်ရုပ်တွေဟာလူတွေလိုတွေးခေါ်ဆောင်ရွက်လာမယ်ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့ AI agent တွေကျွန်တော်တို့ရဲ့ digital ဘဝမှာပါဝင်လာမယ်မျိုးရိုးဗီဇကူထုံးတွေနဲ့ယောဂါတွေကိုအမြင့်ပြတ်ကုသနိုင်တော့မယ်ဘယ်နေရာမှာဆိုဂျူးတူအင်တာနက်နဲ့ချိတ်ဆက်နိုင်တော့မယ်ပတ်ဝန်းကျင်နဲ့လာရောညီထွေရှိတဲ့စွမ်းရည်အသစ်တွေပေါ်ထွက်လာမယ်ဒီနည်းပညာအသစ်တွေဟာလာမယ့်9နှစ်အတွင်းကျွန်တော်တို့ရဲ့အလုပ်ကိုင်ပညာရေးနဲ့လူနေမှုဘဝကိုအကြီးအကျယ်ပြောင်းလဲပြင်မှာပါဒီပြောင်းလဲမှုတွေကိုကြိုတင်သိရှိထားခြင်းကအနာဂတ်အတွက်ပြင်ဆင်နိုင်ဖို့လမ်းစာဖြစ်စေမယ်လို့မျှော်လင့်ပါတယ်